ပြိုစိတ်တကောင်ကအစားတော့တွေ့ပြီးဆိုရင်ငါတယောက်တည်းစားမယ်လို့မလုပ်ဘူးအရက်ဖို့စိတ်တက်ကောင်းတာတူပိုက်ထဲကနေဓာတုပစ္စည်းတွေထုတ်ပြီးလမ်းကြောင်းပေးခဲ့တယ်ဒီမှာအသားရင်းရှိတယ်အနောက်ကလိုက်ခကြဆိုတဲ့သဘောပေါ့အနောက်ကဘေးစိတ်တွေကလည်းအနက်နောက်ကိုတကောက်ကောက်လိုက်ရင်းနဲ့လမ်းကြောင်းကဘူခိုင်မာလာပြီးပြည့်စိတ်အုပ်ကြီးကအစာကြီးရကိုရှိတက်ကြတော့တာပဲဒါပေမဲ့ဦးဆောင်တဲ့ကောင်က GPS ခဏတော့ထုတ်သွားပြီးမူလာလမ်းကြောင်းဟောင်းကိုစဝိုင်းပုံစံပြတ်ပတ်မိသွားရင်တော့ဇလန်ကတခြားစီဖြစ်သွားပြီးအရှိကကောင်ကပတ်နေတော့အနောက်ကကောင်တွေကလည်းရှိကကောင်လျှော့ရင်နာမဲဆိုပြီးလိုက်ပိတ်ကြတာပေါ့အပြေးပြေးနဲ့အပြင်ကလမ်းကြောင်းပြောက်ပြီးစဝိုင်းကြီးပဲကြံခဲ့တော့တယ်ထပ်ပေါက်မရှိတော့တဲ့ဒီတင်မင်းတမန်စဝိုင်းထဲမှာမောဟိုက်ပြီးသေးတဲ့အထိပတ်နေကြတာပြောင်းဒါဝူကြည့်ရင်လူတွေလည်းတခါတလေကုကိုမရှိတဲ့သူနောက်ကိုပဲအပတ်တလဲလဲလိုက်နေမိတာအရှိစစ်ဆိုပြီးတစ်ဖက်ပိတ်လန်းထဲမှာအာကျုံမန်တိုင်ရှောင်းနေမိတဲ့တောနှစ်ကိုလက်ရှိကြီးနဲ့တော်တော်ပြူတာပဲနော်ဒီကန်းတွေကတောထဲမှာဒဏ်ရာရနေတဲ့သမင်းတကောင်ကိုတွေ့ပြီဆိုရင်စားရတော့မယ်ဆိုပြီးသူတို့ဘက်ကမစားကြဘူးကြသူတို့ကအော်ဟစ်ပြီးဝင်းပလေးကိုနှံ့တိုင်တာပါဟဲ့လူဒီမှာအတိုင်းရှိတဲ့လာလို့ပေးအောင်ဆိုပြီးအချက်ပေးလိုက်တာပဲဝင်းပလေးတွေကလည်းအချက်ပြရုံနဲ့ရောက်လာပြီးသားကောင်ကိုတက်ပေးပါတယ်အသားကိုလည်းဒီကန်းတွေစားလို့ရအောင်လှုပ်ခဲပေးလိုက်သေးတယ်ကြည့်ရတာတော့ဝင်းပလေးက professional လူသက်သမားဒီကန်းကတော့ပွဲသားပေါ့ဗျာအသားတောင်နာမှာဘေးကင်းရှင်သားနေတာတော့မှတကောင်နဲ့တကောင်ရံမဖြစ်ကြဘူးတကယ်တော့သူတို့ကတဦးကိုတုံးချရင်းနဲ့ရင်းနှီးတွားကြတာပါစီးပွားဘက်မဟာမိတ်တွေပေါ့ကြီးကန်းတွေကဝင်းပလီပေါက်စားလေးတွေကိုတော့မှဒီကိုင်းတွေနဲ့ဆွဲပြီးလိုက်ဖန်ကြည့်လေးဆိုပြီးစားနောက်ပြီးလိုက်တန်တီရန်စောတကြသည်ထားစရာရှိရင်ဒူစားဆောစရာရှိရင်ဒူစောနဲ့သူတို့တွေကလူတွေတက်တော့မှအဖွဲ့စည်းစိတ်တက်ရှိကြပါသေးတယ်ဒီမှာကြည့်လူသက်သမားတွေကအလုပ်ကိုစဉ်းနှန်းရှိလုပ်ရှင်ကြတာဗျရိုးရိုးစိတ်မတုံဘူးရင်မွေးပနစ်နဲ့ထည့်ပြီး surprise လုပ်ဖို့ကြံစီတာသူတို့ရဲ့အစီအစဉ်ကပြစ်မှတ်ထားတဲ့သူရဲ့တကားလက်ကင်မှာအဲ့ဒီတင်မင်းတမန်ရင်မွေးကိုပတ်ဖြန်းထားခဲ့တယ်လက်နဲ့ကင်လိုက်တာနဲ့အသက်ထွက်သွားအောင်ပေါ့တော်တော်လေးအားရနေတဲ့လူသက်သမားတွေပဲဒါပေမဲ့ပြစ်မှတ်ကငမင်းတက်ကန်တာရဲဆိုပြီးအစိတ်တွေပြတ်နေမလာခင်မှာပဲစီးရုံကိုအချိန်မီရောက်သွားခဲ့ပါတယ်အကြံတက်သွားတဲ့အကောင်တွေကအဲ့ဒီရင်မွေးပလင်းကိုအမိုက်ပုံနဲ့လွင့်ပစ်ခဲ့ရတယ်ခိကြပြက်ပြီးလို့ထင်ကြကြတာပေါ့ဒါပေမဲ့ဇလန်ကဒီမှာစတာပြုတ်လာနှင်းညစ်ကြတော့လူတယောက်ကအဲ့ဒီပလင်းကိုမိုက်ပုံတွေကနေတွားတွေ့တာဗျာဟာရင်မွေးကောင်းကကြီးပဲဆိုပြီးဝမ်းသာအားရကောက်လာခဲ့တာပေါ့သူကလည်းရှစ်သူကိုမျက်နှာနှုတ်ရှင်တော့အဲ့ဒီပလင်းကိုလက်ဆောင်ပေးလိုက်ရောသူရှိသူကလည်းအကောင်တွေကရင်မွေးပေးတယ်ဆိုပြီးဝမ်းသာအားရနဲ့လက်မှတ်ဖြန်းလိုက်တာပေါ့ဖြန်းလိုက်တဲ့ခဏချင်းမှာပဲအစိတ်တွေကအည်ပြားတဲ့စိတ်ဝင်သွားပြီးကိုတွင်းငါတွေကိုရက်တက်အောင်လုပ်ပစ်လိုက်ပါတော့တယ်တနာစရာကောင်းတဲ့မျိုးသမီးကတော့ရှေ့ရဲ့အကြမှာဆေးရုံမှာပဲအသက်ဆုံးရှုံးခဲ့ရပါတယ်လမ်းဘေးကကောက်ရတဲ့ပစ္စည်းတွေကိုပိုးပိုးဆဆသုံးပြီးရင်ဘယ်လိုပြစ်ရလဲဆိုတာသင်ငန်းနိုင်ရသွားပါတယ်အလကားရတိုင်းမယူနဲ့ရင်မွေးမဟုတ်ပဲတင်မင်းတမန်စိတ်ဖြစ်နေနိုင်တယ်ကြီးလိုက်ကြပါဦးနိုင်ကျိုးလေးကိုဇာကနာနဲ့ကင်ပြီးဟလူးကောင်ရဲ့ခါလေးကိုကြက်ကြက်လေးပတ်ပေးလိုက်တာပါမော်ရဲတွေခပတ်ပတ်တယ်လို့ပြောပေါ့လေပြီးရင်တော့အနောက်ကလဲဝူလေးနဲ့ရှီလိုက်တာပေါ့အဲ့ဒီတော့ဘလူးကောင်လေးခမလက်လျှောက်တာမဟုတ်တော့ဘူးဆိုပြီးအားခုံယုံနေရတာဒါဘူးပေးသက်တွေကတော့ဟာငါးကောင်လေးတွေတော်လိုက်တာလဲတောင်ဆွဲတက်တယ်ဆိုပြီးအပေးနေကြတာဗျအချို့စက်ခတ်တွေကပူဆိုးတယ်နော်ဘလူးကောင်ကူပေါ်မှာဒူရီယာတွေ connect ကပြီးရင်အောက်ကနေမင်းနဲ့ဘူးပေးတာအဲ့ဒီတော့ဖလူးကောင်တွေကဘူးတော့ယုံတာပေါ့ဒါဘူးကြည့်ပြီးလူတွေကအားကောင်တွေဂီတာတီးနေတာဆိုပြီးလက်ခုပ်တီးနေကြတာတကယ်တော့ကောင်လေးတွေကအောက်ကနေဖင်ပူနေတာပါကဲစက်ခက်ကနေစားတော့ဆိုင်ဘက်ရောက်သွားပြန်ပြီဒီငှက်ကလေးကိုတော့ဘိုက်ပေါက်ထွက်မတက်အစားတွေအတင်းထူးတွေ့တာဘိုက်ကတော့အလုံးလိုက်ပဲပြီးရင်တော့ brandy အရက်ကန်ထဲမှာနှစ်ပြစ်တာနှက်ကလေးကတော့အရက်မူပြီးတည်သွားတာလားတက်ရှူကျက်ပြီးတည်သွားတာလားမသိရဘူးအသားကတော့အရက်နှံလေးနဲ့သင်းနေမှာပဲပြီးရင်တော့အမွှေးလေးနှုတ်အမွှေးကြိုင်လေးဖြူပြီးသူ့စီဦးနဲ့သူကန်ကြော်တာဟင်းချက်နီတင်းနှမ်းပေးနေတာမဟုတ်ဘူးနော်ထူးချက်နာကဇာကနေရဲ့ခေါင်းမမှာပဝါကြီးအုပ်ရတာဗျမဖြစ်လို့လဲဆိုတော့ကိုလုံးနေတဲ့ရဲစက်မှုကြီးကိုဖះသခင်မမြင်အောင်လို့တဲ့လူတော့မြင်တယ်ဖះမမြင်ဘီရောဆိုတဲ့သဘောပေါ့စားတဲ့အခါမှာလဲရှတောက်ကနေစားပြီးအကျွတ်ကျွတ်နဲ့တကောင်လုံးဝါးစားပြစ်တာအယိုးရောကလီတာရောမကြံစည်ရပဲနောက်ဆုံးကြမှာနှုတ်သီးလေးပဲဗန်ပြန်ရတော့တာပေါ့ဟာရဝီလီယံတောင်ကတော့တကယ်ကိုထူးဆန်းအောင်ကိုကောင်းတယ်လို့ကြက်သိမ်းထားစရာလည်းကောင်းပါတယ်သူဟာဒူတိန်ထောက်လိုင်းရေး MI6 ကတင်ခါပါမီရှင်တယောက်ဖြစ်ပေမဲ့သူ့ရဲ့တေဆုံးမှုကတော့အခုဒီပုတ်စာတစ်ပုတ်ဖြစ်နေတော့မှဒီတခါတော့ဇလန်ကနည်းနည်းလေးတော့အသေးရစရာကြီးပြဇလိုက်ကတော့ဂါရဝီလီယံနဲ့သူကရိုးရိုးလူမဟုတ်ဘူးနော်လူတိန်ထောက်လန့်ရေး MI6 ကကုန်းနံပါတ်တွေကိုဖော်တဲ့တင်ချာဖိုင်မရှင်တချို့ကြီးပေါ့ဒါပေမဲ့2010ခုနှစ်မှာသူ့ကိုသူ့ရဲ့တိုက်ခတ်တဲ့မှာထူးထူးဆန်းဆန်းကြီးဒေဆုံးလေးရတွေ့လိုက်ရပါတယ်ဒေပုံကလည်းကြည့်အောင်အာသာပစ္စည်းထဲတဲ့အိတ်ထဲမှာလူတစ်ခုလုံးခွေခောက်ပြီးထည့်ထားတာဗျပိုးပြီးထူးဆန်းတာကအဲ့ဒီအိတ်ကအပြင်ကနေတော့ခတ်ထားတာကူဘတ်ကိုအိတ်ထဲဝင်အပြင်ကနေတော့ပြန်ခတ်ဘူးဆိုတာဟာရီပိုးတာတောင်လုံးနိုင်မှမလားပဲ
ရဲတွေကတော့အစကဒါဟာမတော်တဆဖြစ်တာပါလို့ပြောကြပါတယ်ဘလို့များမတော်တဆဖြစ်ပြီးအိတ်ထဲဝင်တော့ခတ်မိသွားတာလည်းမသိဘူးပေါ့လေအဲ့ဒီအချိန်မှာတိုက်ခန်းထဲမှာ DNA တွေလက်ပွေတွေလည်းတခုမှချမတွေ့ရဘူးတစုံတစ်ယောက်ကအသေးချာကိုတန့်ရှင်းရေးလုပ်သွားတယ်လို့မျိုးပဲဒီလောက်ပြောင်းစင်အောင်တိုက်ချုပ်သွားတာကြည့်ရင်တော့ဒါဟာ professional အလုပ်ပဲဆိုတော့သိတာနေတာဟုတ်နောက်ပြီးသူ့ရဲ့ကွန်ပျူတာထဲမှာလည်းအမျိုးသမီးဝစ်စာတို့ကြည့်ထားတဲ့ဒါဇဝင်တွေတွေးရပြန်ရောဒါဟာတမင်သက်သက်နာမည်ဖျက်ဖို့လုပ်ထားတာလားဒါမှမဟုတ်တကယ်ပဲလားဆိုတာဘယ်သူမှမပြောနိုင်ကြပါဘူးရဲကြားသချိုတွေတက်တာလားဒါမှမဟုတ်အဖွဲ့အစည်းအတွင်းကပဲရှင်းလိုက်တာလားသိကြတာကတော့ Gary ခင်ဗျသူပေါ်နေကြကုန်းနံပါတ်တွေတက်ပိုကတ်ခဲတဲ့ပုံစံကြီးတစ်ခုကိုရှင်းသားရေးခဲ့တော့ပါပဲအခုဒီတော့ဒီအိတ်ထဲကအလောင်းဆက်လန်းဟာယူဒိန်ထောက်လှမ်းရေးလောကမှာအဖြစ်မထွက်သေးတဲ့ဒီမာဆုံးလိုအပ်ချက်ဒီဖြစ်နေတော့ပါပဲအန်တွန်စင်ဒုံဆိုတာကတော့ဆေးပညာလောကမှာတကယ်ကိုထူးဆန်းပြီးကြောင်တော်နိုင်သောဝေဒနာတစ်ခုပဲဗျ။မြင်နေရရဲ့နဲ့မမြင်ဘူးပြောတာမဟုတ်ပဲ။မမြင်ရဘဲနဲ့မြင်နေရတယ်လို့သူညင်းတဲ့ယောဂမျိုးပါ။ဒီတစ်ခါတော့လူဦးနောက်ရဲ့အထူးဆန်းဆုံးဂျင်းတစ်ခုအကြောင်းပြောပြမယ်။အန်တွန်စင်ဒုံတဲ့ဒီယောဂဖြစ်တဲ့သူတွေကတကယ်တော့မျက်စိကွယ်နေတာဗျ။ဒါပေမဲ့ထူးဆန်းတာဟာသူတို့ကိုသူတို့မျက်စိကွယ်နေမှန်းသူတို့မသိတာပဲ။လူနာကိုဒီမှာပါမြင်တယ်လို့မေးကြည့်ရင်သူကမမြင်ရဘဲနဲ့အော်ကားတစ်စီးမြင်တယ်လူတယောက်လမ်းလျှောက်နေတာမြင်တယ်ဆိုပြီးအေးစီးဖြစ်နေမှာပါတကယ်တော့သူဦးနောက်ကပုံရိပ်ရောင်တွေကိုတမင်သက်သက်လုတ်ပြန်ဖန်တီးပြီးသူ့ကိုပြန်ညာနေတာဗျသူကလမ်းလျှောက်ရင်ရှိတဲ့ဗီဒီယိုကြီးကိုဝင်တိုက်မိတယ်ဆိုပါစို့ဘာလို့တိုက်မိကြလဲလို့မေးရင်သူကဗီဒီယိုကရှေ့တိုးလာလို့ပါဒါမှမဟုတ်နေအောင်ကစူးနေလို့ပါဆိုပြီးချင်းကြီးရီစုပေးတော့တာပဲမျက်စိခွဲနေတယ်လို့တော့လုံးဝအသိမှတ်မပြုတ်ဘူးနော်ဘာလို့ဒီလိုဖြစ်ရတာလဲဆိုတော့မျက်စိကနေပုံရိပ်ပို့ပေးတဲ့အပိုင်းကပျက်စီးသွားပင်မဲ့အဲ့ဒီပုံရိပ်ကိုဘာသာပြန်တဲ့ဥနောက်ပိုင်းကအလုံးလုံးနေတော့မှုလို့ပါအဲ့ဒီရောဥနောက်ကငါ့ကိုပုံရိပ်တွေမပို့တော့ဘူးလားရတယ်ငါဘာသာငါလုံးကြံပြီးကြည့်လိုက်မယ်ဆိုပြီးဇလန်းတွေထွင်လိုက်တာပေါ့ကျောင်းတွေကလက်ဘွားကိုဖျံပြပြီးလက်ချောင်းပနဲ့ချောင်းလဲလို့မင်းနေနော်သူကရှောက်ချောင်းလို့ရှေ့ချောင်းလို့၆ပြင်းနေမှာပါဒါကိုဆေးပညာရဘီဇူးရဲ့အနုဇနုဇီယာလို့ခေါ်ရဲဗျကို့မှာရှုရင်းရက်ရှိနေတာကိုကိုယ်တိုင်မသိရှိနိုင်တော့တာပေါ့တဲ့စဉ်းစားကြည့်အောင်ကိုမျက်စိကမမြင်ရတော့ဘူးဆိုတာကိုတကဘာလုံးကသိနေပေမဲ့ကိုတယောက်တည်းကသာငါကိုမြင်ရတယ်ဆိုပြီးညင်းနေရတဲ့ဘဝတကယ်တော့တက်ဖို့ကောင်းတယ်လို့ထူးလဲထူးစမ်းလုံးပါတယ်ဗီဒီယိုလေးကိုကြိုင်းနေတတ်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ပေးသေးကြပါဦး